အသက်ငယ်ပေမဲ့ထိပါကျင်တိုင်းထိပါလို့မရကြောင်းပညာပြလိုက်တဲ့သဲစုငိမ့်YCCL New ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်သဲစုငိမ့်ကတော့ Miss Grand မြန်မာရဲ့2024အတွက်ဝင်းနာဆုရှင်ဖြစ်တယ်လို့ Miss Grand International မှာဆိုရင်လည်း Second Runner up ဆုကြီးကိုပိုင်ဆိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Mr. Network နဲ့ပြဿနာတွေဖြစ်ပြီးတဲ့နောက်မှာတော့ Crown တွေကိုပြန်အပ်ခဲ့ပါတယ်။နောက်ပြီးလက်ရှိအချိန်မှာသဲစုငိမ့်ကလည်း Miss နဲ့ပတ်သက်တဲ့အလုပ်တွေကိုတခုမှမလုပ်သေးပါဘူး။ Miss Grand ပြိုင်ပွဲပြီးပြန်လာတဲ့အချိန်မှာသဲစုငိမ့်ကတခြားသူတွေနဲ့မတူအောင်သူ့ရဲ့ကန်းနီစန်းနီကအရန်ကိုတက်လာခဲ့တာဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီး25ကားကိုရိုက်ကူးခွင့်ရရှိဖို့အထီကိုပါကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိချိန်မှာဆိုရင်လည်းမိမိငယ်ချစ်ဦးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်နေပြီးအဲ့ဒီသရုပ်ဆောင်ချက်တွေကိုပရိသတ်တွေကသဘောကျနေတယ်လို့ဖြစ်တယ်လို့မကြခင်မှာလည်းရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။သဲစုငိမ့်ရဲ့ပထမဆုံးမှာရိုက်ကူးခဲ့တဲ့ပွဲဥထွက်ရုပ်ရှင်ဇာတ်ကားမှာတင်ပရိသတ်တွေကကြိုက်နှစ်သက်နေကြတာပါ။သဲစုငိမ့်ကအသက်18နှစ်ကျော်18နှစ်သာရှိသေးတယ်ဆိုပေမဲ့တကယ်ကိုတော်လွန်ထက်မြက်လွန်တာကြောင့်ရွှေမုံရတီအငယ်စားဆိုပြီးတော့လေပရိသတ်တွေကအတိမတ်ပြုနေကြတာဖြစ်ပါတယ်။ Beauty ပေးချန်လောကကိုကြောခိုင်းပြီးတော့အမှုပညာအလုပ်တွေပဲလုပ်နေတဲ့သဲစုငိမ့်ကိုလွန်ခဲ့တဲ့ရက်ကတော့မီဒီယာတစ်ခုကအုပ်စုဖွဲ့ပြီးတော့လှောင်ပြောင်နဲ့အရာတစ်ခုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီလိုလောင်ပြောင်ခဲ့တာကြောင့်သဲစုငိမ့်ကတော်တော်ကိုအသစ်မရှိတဲ့မီဒီယာသမားတွေဆိုပြီးပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ဖြစ်တဲ့ပုံကတော့မီဒီယာသမားအချင်းချင်းစုဖွဲ့ပြီးတငယ်ချင်းစားနောက်တဲ့ဗီဒီယိုလေးတွေရိုက်ကူးကြပါတယ်။အဲ့ဒီဗီဒီယိုထဲမှာဆိုရင်မြန်မာပြည်မှာကြည်မရဆုံးရှင်စရာအကောင်းဆုံး Mr. နဲ့ Miss ကိုပြောပါဆိုပြီးမေးခွန်းဖွက်ခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေရှင်းခဲ့တဲ့ကောင်မလေးတအုပ်ကသူ့အနေနဲ့ရှင်စရာအကောင်းဆုံး Miss ကတော့2024တုန်းကဝင်းနာစုရရှိခဲ့တာဖြစ်ပြီးတော့နာမည်3လုံးနဲ့တောက်ကြသမီးဆိုပြီးပြောခဲ့တာပါပရိသတ်ကြီးအနေနဲ့လည်းသိမှာပါနာမည်3လုံးနဲ့တောက်ကြသမီးကသဲစုငိမ့်တယောက်တည်းရှိခဲ့တာဖြစ်ပြီးအဲ့ဒီနှစ်မှာပြန်ပွဲဝင်ခဲ့တဲ့သူတွေထဲမှာဝင်းနာစုရရှိခဲ့တဲ့သူကလည်းသဲစုငိမ့်တယောက်တည်းသာရှိတာပါဒါကြောင့်သဲစုငိမ့်လို့ဓာတ်ရိုက်ပြောဆိုလိုက်တာမျိုးမရှိပေမဲ့သွယ်ဝိုက်ပြီးသဲစုငိမ့်ကိုရှင်စရာကောင်းတယ်လို့ပြောလိုက်တာပဲဖြစ်ပါတယ်အဲ့လိုပြောရုံတင်မကအကုန်လုံးကဝိုင်းပြီးရည်နေကြတာဟာသဲစုငိမ့်လို့မြမကုံဆောင်မြစ်တယောက်ကိုအသစ်မရှိပဲလှောင်ပြောင်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့သဲစုငိမ့်ကတော့ကျင့်ဝတ်ဆိုတာနေရာတိုင်းမှာရှိတယ်။ကျင့်ဝတ်နဲ့နေထိုင်မတတ်ဘူးဆိုရင်တော့ဘောင်ပြင်ထုတ်ခံရမှာဖြစ်တယ်။မြန်မာလူမျိုးတွေကပို့ပြီးတော့တောင်မှကျင့်ဝတ်လိုက်နာရမယ်ဆိုပြီးသူရဲ့ social media မှာရေးသားထားသလိုသဲစုငိမ့်ကိုလှောင်ပြောင်ခဲ့တဲ့သူကလည်းအခုလက်ရှိအချိန်မှာနှုတ်ထွက်သွားရပြီဖြစ်ပါတယ်။အလောက်ကနှုတ်ထွက်တဲ့အထိမီဒီယာလောကကနေဘယ်တော့မှမျက်နှာမပြရဲလောက်တဲ့အထိနေရာပေးခြင်းမခံရတော့တော့အောင်ပင်ချခံလိုက်ရပြီဖြစ်ပါတယ်။သဲစုငိမ့်ကတော့စကားပြောပြတ်သားတယ်လို့ရှင်းလဲရှင်းပါတယ်တွေးချိုမလုပ်ပါနဲ့လို့ပြောခဲ့ပါတယ်ဒါရီနဲ့ပတ်သက်ပြီးတော့သဲစုငိမ့်ဘက်ကထပ်ပြီးတော့ဖြည့်ရှင်းတော့မှာမဟုတ်ဘူးဆိုလဲပြောပြလာတာပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအသက်ငယ်ပြီးမယ်ထိပါခြင်းတိုင်းထိပါလို့မရဘူးဆိုတဲ့ပညာသားပပနဲ့ပြန်လဲတုံ့ပြန်လိုက်တဲ့သဲစုငိမ့်ကိုဘယ်လိုတွေမှတ်ချက်ပြုကြလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်